listen. これは一個一ドルお姉さん可愛いね ဘာသာစကား16မျိုးလောက်ကိုရေးလဲလဲပြောပြီးခရီးသွားတွေကိုဈေးရောက်နိုင်တဲ့ကောင်လေးသူ့နာမည်ကတော့တက်စာလေးဖြစ်ပြီးအသက်ကတော့14နှစ်ပဲရှိသေးတာဖြစ်ပါတယ်။စာလေးတို့မိသားစုကကမ္ဘောဒီးယားနိုင်ငံရဲ့ဆင်းရဲတဲ့မိသားစုတစ်ခုပါ။မိဘတွေရဲ့ကြွေးကိုဆက်ဖို့အတွက်စာလေးကမနက်ပိုင်းကြောင်းတက်နေ့လည်ဆိုရင်တော့နေပူကြဲကြဲအောက်မှာညမိုးချုပ်တဲ့အထိကိုအမတ်တရပစ္စည်းလေးတွေလာရောင်းရရှာပါတယ်။သူ့မှာဆရာမရှိပါဘူး။တင်တန်းကြောင့်မရှိပါဘူး။သူ့ရဲ့ဆရာတွေကတော့ကဘာနှန်းကလာကြတဲ့ခရီးသွားဧည့်သည်တွေပါပဲ။ဈေးရောင်းကမိုးတက်စာလေးကနီလန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကတော့ဧည့်သည်ရဲ့ဘာသာစကားနဲ့ပြောနိုင်ရင်သူတို့ဝယ်လိမ့်မယ်ဆိုတာပါပဲ။ဒါကြောင့်သူဟာတရုတ်အင်္ဂလိပ်ပြင်သစ်ထိုင်းဂျပန်ကိုရီးယားစပိန်ဂျာမန်ကနေဖိလစ်ပိုင်ဘာသာစကားတွေအထိခရီးသွားတွေစီကနေတလုံးချင်းစီလိုက်မှတ်ပြီးတော့လေ့ကျင့်ခဲ့ပါတယ်။တချင်းတွေဆိုပြတယ်ဟာတာတွေပြောတယ်ဈေးတွေစစ်တယ်ဒီလိုနဲ့သူကဘာသာစကား16မျိုးထိပြောဆိုနိုင်လာခဲ့ပါတယ်။ I do like that he said woo you can sing a song very good okay I buy for you one or something ကံကောင်းကျင်တော့မလေးရှားခီးသွားတယောက်ကသူ့ရဲ့အရေးချင်းကို NOP ဗီဒီယိုရိုက်တင်လိုက်ရကနေတညာလေးနဲ့စာလေးရဲ့ဘဝပြောင်းလဲသွားခဲ့ပါတယ်။အခုချိန်မှာတော့စာလစ်ကလမ်းဘေးမှာဈေးရောက်စရာမလိုတော့ပါဘူး။မိဘတွေကိုလည်းအထည်ဆိုင်ဖွင့်ပေးနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့တရုတ်နိုင်ငံရဲ့နာမည်ကြီးဘာသာစကားကျောင်းတစ်ခုမှာပညာသင်ဆုရရှိခဲ့ပြီးတော့ပညာကိုဖြောင်းဖြောင်းဖြူဖြူသင်ယူခွင့်ရရှိနေပြီဖြစ်ပါတယ်။အခက်အခဲတွေကြားကနေမလျှော်သောဆွဲနဲ့သင်ယူလေ့လာမှုကဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာစာလစ်ကတတ်သိပြလိုက်တာပါပဲ။မိတ်ဆွေတို့ရောဒီကလေးရဲ့ဇွဲလုံးလာကိုကြည့်ပြီးဘယ်လိုခံစားရလဲကောမန့်မှာပြောပြပေးသွားကြပါအောင်နော်။